မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရဲ့မြေပုံကိုကြည့်လိုက်ရင်အထက်ကနေအောက်ကိုမွေလိန်မွေကောင်းစီးဆင်းနေတဲ့ကြီးမားတဲ့မြစ်ကြီးတစ်စင်းကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အသက်သွေးကြောလို့တင်ထားကြတဲ့အေယာဝတီမြစ်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အေယာဝတီမြစ်ရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့အဆုံးအထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်အေယာဝတီမြစ်ဟာကချင်ပြည်နယ်ကအေးမြတဲ့မေခနဲ့မလိခမျက်နှာသယ်ဆုံရာမြစ်ဆုံကနေစတင်မြစ်ဖြားခံတာဖြစ်ပါတယ်ဒီကနေစပြီးကီလိုမီတာ2100ကျော်ခီးနေကကပ်ပလီပင်လယ်ထဲကိုစီးဝင်သွားတာလည်းဖြစ်ပါတယ်မြမသမိုင်းကိုပြန်ကြည့်ရင်ပကံအင်းဝမန္တလေးစတဲ့ရှေးဟောင်းမင်းနေပြည်တော်ကြီးတွေဟာအေယာဝတီမြစ်ကမ်းဘေးမှာပဲအခြေပြုတည်ဆောက်ခဲ့ကြတာပါဒါကြောင့်အေယာဝတီမြစ်ဟာမြမရည်ကျွေးမှုထွန်းကားရာပြတိုက်ကြီးတစ်ခုလို့လည်းပြောလို့ရပါတယ်နောက်ထပ်ထူးခြားတာတစ်ခုကတော့ကမ္ဘာမှာရှားပါလာတဲ့အေယာဝတီလမ်းပိုင်တွေပါပဲသူတို့ဟာဒေသခံရေလုပ်သားတွေနဲ့အပေးအယူလုပ်ပြီးငါးဖမ်းတတ်ကြတာဟာကမ္ဘာမှာအံ့ဩစရာကောင်းတဲ့သဘာဝတရားတစ်ခုဖြစ်ပါတယ်အေယာဝတီမြစ်ဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်တော့ရေအရက်အမြင့်တစ်ခုတည်းမဟုတ်ပဲဂုဏ်ယူရတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လည်းစိတ်ဝင်စားစရာတွေဆက်လက်တင်ပေးအောင်ပါမို့စောင့်ကြည့်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်